Guimaraes ကိုတန်း80နဲ့ကမ်းလှမ်းလိုက်တဲ့ Arsenal အသင်းအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Jet Sport Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုဖိုင်လေးထဲမှာဆိုလို့ရှိရင်တော့ဒီနေ့မှာဖြစ်ပေါ်နေတဲ့အပြောင်းရွှေ့ဈေးကွက်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်လက်ရှိ Premier League Champion ဖြစ်တဲ့ Arsenal အသင်းဟာဆိုလို့ရှိရင်တော့ကွင်းလယ်ပိုင်းကိုထပ်မံအားဖြည့်ဖို့လုပ်နေပြီးတော့ Newcastle အသင်းရဲ့ကွင်းလယ်အဖြတ်အဓိကကစားသမား Bruno Guimaraes ကိုပေါင်တန်း80နဲ့စတင်ကမ်းလှမ်းလိုက်ပြီးပဲဖြစ်ပါတယ်Newcastle အသင်းရဲ့နီးပြကတော့ Bruno Guimaraes ရဲ့အနာဂတ်ကိုသူကိုယ်တိုင်လည်းမသိဘူးဆိုပြီးပြောကြားထားတာဖြစ်ပြီးတော့သူတို့အသင်းရဲ့အဓိကကစားသမားတွေကိုတော့ထွက်မသွားစေချင်ဘူးလို့ဖြေကြားထားတာပဲဖြစ်ပါတယ်။ Bruno Guimaraes တို့ Arsenal အသင်းကိုတကယ်ရောက်ရှိသွားမလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ Real Madrid အသင်းကိုတကြောပြန်ရောက်ရှိလာခဲ့တဲ့နီးပြမော်ရင်ဟိုဟာဆိုလို့ရှိရင်တော့ Bayern Munich အသင်းရဲ့အဓိကကစားသမား Michael Olise ကိုကမ်းလှမ်းခဲ့ပေမဲ့လည်း Bayern ဘက်ကမရောင်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Leipzig အသင်းရဲ့တိုက်စစ်ကစားသမား Diomande ကိုပေါင်တန်း100နဲ့ကမ်းလှမ်းမှုမှာ Leipzig အသင်းကလက်ခံလိုက်ပြီပဲဖြစ်ပါတယ်။ Real Madrid အသင်းဟာဆိုလို့ရှိရင် Leipzig အသင်းရဲ့ Ivory Coast တိုက်စစ်ကစားသမား Diomande ကိုပေါင်တန်း100ပေးဝယ်ခဲ့ရပြီးတော့9နှစ်စာချုပ်ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။ Premier League ရာသီစဖို့4ပတ်လောက်ပဲလိုတော့တဲ့အချိန်မှာဆိုလို့ရှိရင်တော့ Man City နီးပြဖြစ်လာတဲ့ Enzo Maresca ဟာသူတို့အသင်းရဲ့အဓိကနောက်ခံကစားသမားဖြစ်တဲ့ Kusanov ကို2031ထိစာချုပ်သက်တမ်းတိုးလိုက်ပြီပဲဖြစ်ပါတယ်။ပြင်ဆင်မှုကောင်းကောင်းတွေပြုလုပ်နေခဲ့တဲ့ Chelsea အသင်းဟာဆိုလို့ရှိရင်လည်း Aston Villa အသင်းရဲ့ Seppi Master နီးပြကိုခေါ်ယူလိုက်ပြီပဲဖြစ်ပါတယ်။ Aston Villa အသင်းကို Europa League ရရှိအောင်တစ်ဖက်တစ်လမ်းကနေကူညီပံ့ပိုးပေးခဲ့တဲ့တေကန်ဘော Seppi Master Austin McPhee ဟာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ရာသီမှာ Aston Villa အသင်းကိုတေကန်ဘောကနေပြီးတော့သွင်းဂိုး29တိတိရရှိအောင်စွမ်းဆောင်ပေးထားခဲ့တာပဲဖြစ်ပါတယ်။ Seppi နီးပြ Austin McPhee ကို Villa အသင်းကထပ်မံစာချုပ်သက်တမ်းတိုးလိုပေမဲ့လည်း Austin McPhee ကတော့ Chelsea အသင်းကိုပဲပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ Chelsea အသင်းဟာဆိုလို့ရှိရင်ပဲလစ်အသင်းရဲ့ခံစစ်တိုင်းဖြစ်တဲ့ပြင်သစ်လက်ရွေးစင်ကစားသမား Mason Lacroix ကိုလည်းပေါင်52တန်း6နှစ်စာချုပ်တိတိနဲ့အတူခေါ်ယူလိုက်ခဲ့ပြီပဲဖြစ်ပါတယ်။အသက်23နှစ်သာရှိသေးတဲ့ Mason Lacroix ဟာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ရာသီပဲလစ်အသင်းနဲ့အတူခံသစ်စွမ်းဆောင်ရည်တွေထူးရှည်ခြေစွမ်းပြထားခဲ့တာပဲဖြစ်ပါတယ်။ Aston Villa အသင်းဟာဆိုလို့ရှိရင် Chelsea အသင်းကဂါနာချိုကိုအငှားနဲ့ခေါ်ယူအပြီးမှာ Nicolas Jackson ကိုလည်းစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့လုပ်နေပြီးတော့ Chelsea အသင်းကတော့ Nicolas Jackson အတွက်ပေါင်65တန်းသတ်မှတ်ထားတာပဲဖြစ်ပါတယ်။ Chelsea နီးပြတဲ့ဇာဗီအလွန်ဆိုရဲ့လက်ထက်မှာဆိုလို့ရှိရင်ကစားသမားအသစ်4ယောက်တိတိခေါ်ယူထားပြီးတော့အပြောင်းရွှေ့ transfer window မှာ Chelsea အသင်းဟာပေါင်တန်း300ကျော်သုံးထားပြီးတော့ Premier League ကလပ်တွေထဲမှာနံပါတ်1ထိပ်ဆုံးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ Chelsea အသင်းရဲ့နောက်ခံကစားသမားချာလိုဘတ်ဟာဆိုလို့ရှိရင်တော့အသင်းကနေထွက်ခွာမှာဖြစ်ပြီးတော့စီးရီးကလပ်ကိုမိုအသင်းဟာချာလိုဘတ်ကိုပေါင်တန်း30နဲ့ကမ်းလှမ်းခဲ့ပေမဲ့လည်း Chelsea အသင်းဘက်ကပယ်ချထားတာပဲဖြစ်ပါတယ်။ပြင်သစ်လက်ရွေးတင်ကစားသမားဘာကိုလာဟာဆိုလို့ရှိရင်တော့ PSG အသင်းကနေထွက်ခွာခြင်းနေပြီးတော့ဘာကိုလာကိုလဗာပူးအသင်းကခေါ်ယူဖို့လို့စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ PSG အသင်းရဲ့အဓိကတိုက်စစ်မှုဘာကိုလာဟာဆိုလို့ရှိရင်ပုံမှန်ပွဲထွက်ကစားပင်ရဖို့အတွက်အသင်းပြောင်းရွှေ့ခြင်းနေတာပဲဖြစ်ပါတယ်။အသက်23နှစ်သာရှိသေးတဲ့ဘာကိုလာကို PSG အသင်းဟာပြောင်းရွှေ့ခြင်းအဖြစ်ပေါင်တန်း180တိတိတောင်မှသတ်မှတ်ထားတာပဲဖြစ်ပါတယ်။ Everton အသင်းရဲ့အဓိကကွင်းလယ်တိုက်စစ်ကစားသမား Andy Ayew ကိုတော့ Saudi ကလပ် Al Hilal အသင်းကစတင်ကမ်းလှမ်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Andy Ayew ကလည်း Saudi ကလပ်ကိုပြောင်းရွှေ့သွားမလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒါလေးကတော့အခုရက်တစ်ပတ်အတွင်းမှာဖြစ်ပျက်နေတဲ့ဘောလုံးအပြောင်းအရွှေ့ဈေးကွက်အခြေအနေလေးကိုတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဘောလုံးအားကစားကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြဖို့လည်းတောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။